ဒီနေ့ကတော့ကျမရဲ့အစားတောက်မီးလို့တောက်တဲ့အကြောင်းလို့တေချာလေးပြောပြချင်တာပါ။ကဲစားကြပါအောင်ဒါလေးကတော့ရှမ်းခောက်ဆွဲပါ။ရှမ်းခောက်ဆွဲကိုအငန်းမရငတ်ဖို့တောင်းတနေတာပေါ့နော်။တင်လာကဲရှမ်းခောက်ဆွဲမစားခင်တိုင်းနန်းကြီးတုံးစားထားသေးတယ်နော်။အဲ့ဒီနန်းကြီးတုံးနဲ့လေအားမရလို့ဒီရှမ်းခောက်ဆွဲထပ်စားတာပြီးတဲ့အခါကျတော့ထောက်ပတ်တိဖြော်ရဲတောက်သေးတယ်ပေါ့နော်။ကဲမနက်စာစားပြီးတော့နေ့လယ်စာနဲ့ညစာနဲ့ပေါင်းစားပြီးတော့အဲ့လောက်တောင်မှစားဖြစ်သွားတာပေါ့နော်1200ပဲကြာရပေါ့နော်အခု3ခုစားရမှာလေကဲဒါတော့အဲ့ဒါ Pro 1နဲ့ကိုရောက်နေကျွန်မဒီနေ့ Pro 1နဲ့ကိုအစီအစဉ်မရှိပဲရောက်သွားတာပေါ့နော်အင်္ဂါမမတယောက်ကကြွေပြားဝယ်မယ်ဆိုတော့လေဒါရတော့ဒီ package ပါအဲ့ဒီမှာ budget တွေဒီအဲ့လို budget တွေကျွန်မအရန်သဘောကျတယ်ဒါပေမဲ့သူက59သိန်း60နီးပါးရှိရကွာဒီလားဒါပေမဲ့အကောင်းစားကြီးပေါ့ဖိုက်တယ်ဒီရေခဲတစ်တာ sorry ဒါအဝတ်ချော်ဆက်တွေရတယ်ဒါအနည်းဆုံးဆိုတာဈေးအနှိမ့်ဆုံးအပေါ်ဆုံး brand ကမှ16သိန်းရှိရနော်ဈေးတွေကလည်းအရန်နေပဲခုန်တက်ကဲအဲ့မှာပန်းတွေကြီးတဲ့အတန်းကိုသွားပြီးတော့ပန်းတွေချစ်တဲ့ပန်းချစ်သူဆိုတော့အမှမမရဲ့ပါလာတဲ့မမကလည်းဟိုကိုင်းဒီကိုင်းမဟုတ်ပါကိုရီးယားဟိုကိုင်းဒီကိုင်းလုပ်ပြီးတော့ချစ်စရာပန်းလေးတွေကိုရှုစားရပေါ့နော်ဒါပေမဲ့အဲ့ဒီတေးသေးလေးတွေဘယ်လောက်မှလဲ4000နဲ့9000နဲ့ဒါပေမဲ့ကျမမမဝယ်လာပါဘူးနော်စားရသက်စားတာပါသူတို့ဒီမမကတော့ကြွေပြားဝယ်တာပေါ့နော်ဒီပန်းအိုးတွေကဆိုလို့ရှိရင်သိန်းကျော်တယ်2သိန်း3သိန်းအဲ့လိုမျိုးတွေရောက်ရှိတယ်ဒီဘောကတေးသေးဆို6000ကျော်ဒါတွေဆိုလို့ရှိရင်ပန်းစည်းကြီးကွာနော်တောင်းနဲ့သိန်းနဲ့ချီရနော်အမှကိုရီကတော့အဲ့ဒါလေးကိုကန်ကြည့်လိုက်နေကြပန်းလေးကိုင်လိုက်တပုတ်လေးဆက်ဖီလေးဆွဲလိုက်ဘာလို့ထုံးဆက်တိုင်းအဲ့ဒီပန်းတွေကိုမဝယ်ပဲနဲ့ဟိုကန်ဒီကန် Pro 1နဲ့ကလူတွေကအမြင်ကက်လောက်ပြီပေါ့နော်ကဲအဲ့နဲ့ Pro 1ကလည်းသူတို့က12နှစ်ပြည့်ဆိုတော့ discount ချနေတဲ့အချိန်ပေါ့နော်ကဲဒါတော့အဲ့ဒီ Pro 1ပေးရဆိုင်မှာအရင်ဆုံးဒီနန်းချီတုံးမှာအမဆိုင်နာမည်ကတော့အမမြင်တဲ့အတိုင်းပဲအဲ့မှာအရင်ဆုံး white မယ်ပေါ့ကျုပ်လေးပါတယ်စက်သားနဲ့လေးတောက်တာအရန်စားလို့ကောင်းတယ်ကွယ်နိုင်ငံခြားမှာနေခဲ့တော့ကဆိုလို့ရှိရင်ကွာဒီဟာစားဖို့အတွက်ဆိုလို့ရှိရင်အဝေးယူသွားရတယ်ပြင်လက်ရလည်းဒီလိုမကောင်းဈေးကလည်းကြီးသေးရဲ့ဒီမှာဝေးတဲ့နိုင်လည်းသွားချကြမလို့အကုန်လုံးဈေးနဲ့တင်နဲ့အကုန်လုံးစင်ပြေရကွာနိုင်ငံခြားမှာသွားခင်မှာပေါ်တော့ဒီမှာအပြန်ပြီးတော့အဝစားတာဝိတ်တဲ့တက်ပစေလို့ငါဒီမှာနေတော့စားမှတယ်တက်ပစေရှမ်းအောင်တဲ့တဝဲမှာထပ်ပြီးတော့လာလာတယ်ပေါ့နော်စားတောက်ပြီးတော့ရှမ်းအောင်တဲ့လေးကိုစားမှမယ်ရှမ်းအောင်တဲ့လေးကိုစားမှမယ်ကြပါအောင်ရှင်အဲ့နှစ်ပွဲလုံးပုံတယ်နော်ဒီနှစ်ဖောက်ကဘာလဲဆိုတော့အဲ့ဒီနေကင်းစာမစားထားဘူးကွာမနှက်ဆိုင်နိုင်တော့တရားမနှက်စာစားပြီးနောက်ပိုင်းလုပ်နေရတယ်မစားဘူးညနေကြမှာနေ့လယ်စာနဲ့ညနေစာနဲ့ပေါင်းစားလို့ဖြစ်ပြီးတော့အတကုံအဲ့ဒီပွဲစလုံးဝိုက်တာပေါ့နော်ပြီးတော့အဲ့ဒီရဲ့ထောက်ပတ်ဒီဖြော်ရည်ကိုကျတော့ဗီဒီယိုစာအမှန်မရတော့ရင်လည်းဓာတ်ပုံရိုက်ဖို့ဗီဒီယိုရိုက်ဖို့မေ့ပြီးတော့မရိုက်ဖြစ်တာအဲ့မှာပေါ့နော်စားရဲ့ပုံလေးကိုရိုက်တယ်ပေါ့နော်ကဲစားကြပါအောင်ကျမတို့အဲ့လိုမျိုးအားရပါရစားပါတယ်